ဆင်းရဲသားကတရားစကားပြောလာရင်ပတ်ဝန်းကျင်ကလူနေခြုံပြစိတ်နေပုံပြဆိုပြီးကြည့်ရတတ်ကြတယ်အဲ့ဒီလူနေခြုံပြစိတ်နေပုံပြလူကပတ်ဝန်းကျင်ကိုဒုက္ခမပေးပါဘူးလူနေပုံပြစိတ်နေခြုံပြသမားတွေကပတ်ဝန်းကျင်ကိုအကြီးအကျယ်ဒုက္ခပေးတတ်ပါလေဒါကြောင့်လူနေခြုံပြစိတ်နေပုံပြဒီလူစားကိုသာဓုလို့ခေါ်လိုက်ပါလူနေပုံပြစိတ်နေခြုံကြားသမားကိုအာမကိုးပါနဲ့ကြားစိုးထက်ဆိုးတယ်ဆိုတာမှတ်ထားပြီးအတိတရားနဲ့တတိထားကရှောင်ရှားပါသူ့မှာမကောင်းတာလုပ်ဖို့အတွက်စွမ်းရည်အပြည့်အစုံရှိနေပါလေတရားချစ်ခင်သူတော်ရဲ့ဒါကြောင့်ဒီကနေ့ချိန်ခါသမျှကံသမားနဲ့ဉာဏ်သမားတို့ရဲ့ဘဝနှိုင်းယှ